Jordan 1 လို့ Travis Scott 10 second လောက်နဲ့လည်းတစ်ချက်ပြပါရဲ့ဗီဒီယိုတစ်ချက်ကြည့်လိုက်အောင်ဒီကတော့ EPA ဝန်ခံပေါ့နော် line ပေါ်မှာဆိုတော့လည်းကြည့်ရအောင် shoebox စစ်တယ်လက်ကျိုးစစ်တယ် smell test လုပ်တယ် insole လန်ပြီးတော့ဒီအထက်ကချုပ်ယူအဲ့ဒါကြည့်ရပါဘူး effect of PY ခဏလေးသူတို့ကအဲ့လိုအတွေ့အကြုံရှိကြဆိုတော့ခဏလေးပဲစစ်ပြရသူတို့အဲ့လို legit တွေချက်ပြီးသွားရင်သူတို့ eBay ကနေအဲ့လို verification tag တွေတက်ပြီးပေါ့နော်အဲ့ဒါဒီ eBay တိုင်းနေဆိုရင် legit ဖြစ်တဲ့အရာပေါ့နော်ဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဘာဗီဒီယို reaction လုပ်ပေးရမလဲ comment မှာမှတ်ခဲ့ပြကြပါဦး